差别。အဲ့လိုမရဘူးလေတော့ထောင်ကြပါဦး700米处有测速拍照，限速100，当前车速100。ခင်ဗျာအဲ့ဒါမပြောနဲ့ this is business မင်းอีกကိုနဲ့အောင်လို့တော်သေးတယ်အောင်လို့လေပြီးမင်းပါမင်း ကောင်းလို့ပြောတာပဲ ဟုတ်တယ်မင်း ဒီမိုင်းနဲ့တော့လေ4နာရီ4နာရီอีกကိုနဲ့အောင်လို့ ကန်တိုက်တဲ့တခါလေးပြန်ပြီးသူစီယူရတယ်လိုက်ကမယ်တလားရောက်ယူတယ်长度3.4မော်တာဆက်ကြောက်ရောက်ပါလေအဲ့ဒီပတ်တိုင်းနဲ့ပြန်လုပ်ခိုင်းပါလေ ဘာပြောတယ်အောင်မလဲရဲခေါ်လိုက်ရမလားဆိုရင်သိသွားပဲ ရေခေါ်လို့မရတော့ပင်လယ်နဲ့ကြာအငယ်တို့ခေါ်မှပဲရမှာလေ ဒီနဲ့ငါတို့ပြချခဲ့ပါ ဒီထဲတော့ကန်ချခဲ့လို့ရတယ် ဒီလိုလည်းမဟုတ်ဘူး encourage မလုပ်ရတာသူက encourage လေးနဲ့လာပြီးတက်တာ 长度 ဒီနေ့ကခေါ်ခဲ့မှလေပြောနေတာ တခါတည်း10ယောက်15ယောက် ပြုတ်နေပဲပြုတ်နေသွားမယ်4ရက်လောက်တော့ကြာ ပြီးတော့သူတို့ပြန်ဆင်းသွားပြီဆိုရင်တင်မောကခရင်ရစားဇိုးရစားကိုသွားတာလုံးလေးထမင်းစားစားတင်မောကရှိတော့အကုန်တည်းကပကန်းလေးဇိုးလေးကွက်နေဘိုးရမောတဲ့အားလုံးခန်းထဲမှာငါမိမသိတ်ကောင်းတာကသိရမလားအပြိုလေးတော့အခုမှကြောင်းတက်နေတာဆိုလာသေးတယ်ဟိုမှာတက်တက်သူ့ကြီးနေတာ ဟိုကတက်တင်မောဆိုရ တက်တက်တင်မောနဲ့တူတယ်အဲ့တော့မနေ့ကမှတက်ကတူကကြောင်းပြီးလာတာဆိုတာဒါနှုတ်သေးတယ်ကွာအော်စိတ်ကညစ်ဖို့ခေါ်တော့ပြန်တော့ထမင်းစကားရှက်အိုးတွေကွက်တွေပကန်းတွေအကုန်လုံးတယ်ပါရဲတဲ့တိုင်လို့ဘာကောင်းလို့တယ်ကပ်တယ်ဒုက္ခတွေရောက်တာထွက်တယ်ခွနဲ့စားရ ကိုရပြောမှတတိရတယ်ဟိုကပြောသွားတာအဲ့ဒါဟိုမင်းတို့တချောင်းသားစတီဘာတို့လို့ဆိုရှင်ရန်ကုန်ကနေပြောမြကြီးနားရောက်တယ်လားသူ့ရဲ့လုံတဲ့က ဟာငါဆိုရီအရင်လည်းမိုက်တာသူတက်ကလို့ကြောင်းသူပတ်စံမရှိလို့လာတာမင်းငါတယောက်လေးအခုပထမဆုံးငါတယောက်လေးဆိုလုပ်သေးတယ်ကြီးတယ်တော့ကျွန်တော်မကြိုက်ဘူးသူကလည်းလားတမန်ချွတ်လို့လေပြောပထမဆုံးတော့ပေးတာရဲလာဘာလို့အကုန်လုံးစကန်ထဲမှာဝင်အိတ်နေတာစကန်ထဲမှာဝင်ကွန်ထရိုးမှာသူကတကားပိတ်ပေးတာဟိုလာဘာလုံးလဲတယောက်ပြီးတယောက်ချိန်နေတာငါတော့ရှာလာမတော်နဲ့ဆရာကြီးမတော်ပါနဲ့ကျွန်တော်ကြည့်လိုက်မယ်အလမ်းလိုက်လဲငါတော့သူကတော့ပြစ်ပိတ်နေတာဘယ်ဟုတ်လဲတဲမှာ3ပုံထဲပြီးဒီကောင်လည်းမဝင်တာအိုင်ယာယာတကယ်တော့ဘာမှမပြောလို့ချင်လို့ ဆောက်တော့ဝင်နေသူတရားပဲ တရားနဲ့အေးကျွန်တော်ခေါ်ရပလိတ်လို့ပြီးတော့သိမလားသူဒီကောင်မလေးကိုခေါ်လိုက်ရောဘွိုင်လာအောက်သွားပြီးဖြစ်တယောက်လွတ်လိုက်ဒီဘက်ကောင်မလေးကိုအေးကိုစီရီနူနဲ့မထားလိုက်နဲ့အဲ့လိုလုပ်နေတာဒါပေမဲ့ကျွန်တော်တို့ကြောက်တာစတိုးဝေးဖြစ်သွားမှကြောက်တယ်ဟာစတိုးဝေးဆိုကျွန်တော်ကပတိနဲ့ကျွန်တော်ကြီးကျွန်တော်တို့အရင်ဝင်ရမှာမန်ကီဟောက်ဆဲအဲ့မှာထောင်ကြလို့မန်ကီဟောက်ဆဲဆိုတာမန်ကီဟောက်ဆဲသွားတယ်မော်ရာကောဘာလို့ကြီးကြီး前方1公里有邻错 မန် 服 ကီ 务 ဟောက်ဆဲ 区 ကျွန်。တော်ပြောတာတယ်မော်ရာ language တည်တတ်ရှိတယ်အဲ့မှာလေဗမာရှိရဲ့စိတ်မြင့်ထုံးတာလေပကြီးရမ်းတော်တယ်ဟုတ်လားလူတယောက်ကိုအဲ့လိုထိုင်ပြီးတော့လေစက်ကမှအဲ့လိုဆွဲအဲ့တော့အဲ့လောက်တော်တဲ့ကောင်ဝိုင်လာနဲ့ပါလာတာအရန်မိန်းမတွေကြွေတတ်တယ်ဗျာတင်မောအဲ့မှာနှစ်ပတ်သွားပြီးတော့ကြောက်ချလိုက်တာလေရှိတယ်မြလက်ကပူသွားတယ်ဗျသူများတွေရှာချီးတာ